ကဲအားလုံးပဲမင်္ဂလာပါဒီကနေ့မှာကတော့အတက်ဆက်ဆက်ထွက်ရှိထားတဲ့ glue ရဲ့ elite skill လေးနဲ့ stop ပြတော့မှာဖြစ်ပါတယ်ဗျာထုံးစံအတိုင်းမှာပဲချောင်း pro player လေးကတော့ဟိုဘက်ကောဒီဘက်ကောပါတဲ့အနေထားပေါ့နော် massman ကန်ရမှာ massman မကန်ရဲနဲ့တက်ဆာရှိစွာနဲ့ချောင်းကန်သွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါဒီရှင်းလုံးလမ်းတစ်ခုတည်းမှာတူတူလာနေရတော့မဟုတ်ဘူး wrong ကန်ထားတာမလို့ goal lane ကိုလာပါတော့ကြည့်ပြီးမယ်ထင်တာလား sorry နော် execute ယူထားတာကောက်စားဖို့ဒီမှာဆိုရင် enemy က ever time grow နဲ့ကျွန်တော်နဲ့ by one ချနေရနေထမှာ level ပေါက်တာနဲ့တစ်ခါလဲ go ခွာစီးပလိုက်တယ်ချစ်ဟာလိုက်လို့ပြေးတာလားပြေးလို့လိုက်တာလားဟဲ့လိုက်လို့လည်းပြေးလို့လည်းမလိုက်ဘူးငါ go ခွာစီးထားတာဟာမလေးလွတ်မဲ့ထင်ပြီးတော့ပြေးနေတာဒင်းငါလက်ကနေလွတ်မဲ့ထင်တော့ပြေးကြည့်လေရဟာနမတစ်ခါပြေးတာအားမရနဲ့တူလဲဒုတိယတစ်ခါမှထပ်ပြေးတာဟောတော့လေဖော်တော့ဖွင့်ပြေးတာဘလိုတွေဘာတွေသုံးဝဲပြေးနေပါစေဒိုးလက်ကနေတော့ဘယ်တော့မှမလို့စရာဘူးကောက်လိုက်တော့ကျမရခဏလေးငါလည်းဝင်ကူပေးမယ်ဟုတ်တယ်လေဘာလို့လဲကောက်စားလိုက်တာလဲမြင်မလားဒီဘေတာမှာဆိုရင်မထင်တာတစ်ခုဖြစ်သွားတယ်ပေါ့နော်ကျွန်တော်သေပြီလို့ထင်ခဲ့တဲ့အချိန်မှာ Oh my god Superman ဘလိုလေးကဖလာကလေးနဲ့အလှလေးဝင်ပြီးတော့ကျွန်တော် save သွားဒါကြီးကမလေးစားဘဲနဲ့မနေနိုင်တော့ဒီ Gru ဆိုတဲ့ hero ကတင်းလို့တာပြောတာတကောင်ကိုခွမိလိုက်ရင်အဲ့ကောင်ကတော့ပြတ်ဖို့တရားခိုင်လုံးများတယ်ဒီကောင်ကတော့ထောင်ချောက်တွေကိုတင်မိတ်တွေကိုလည်းအရှက်ကနေဝင်ပြီးတော့လိုက်ပြီးတော့ဖြဲပေးလို့ရပါတော့ဘဲကောင်ကမှ Gru size ဆံမလို့ပဲနဲ့အရှက်ကနေကကိုင်းဝင်ပြီးတော့ခွလို့ရပါတယ်တော့ဟာချက်တက်သွားတဲ့ချိန်မှာချေဟာထွက်ပြေးတာပြေးလဲမလွတ်ဘူးလို့ဒီလောက်ပြောရင်လည်းပြေးနေကြဒီလောက် agent ဆိုအိမ်ပြန်နေအောင်ဒီမြောက်ဆက်ကလာထန်နေပါတယ်တဲ့ပြေးလို့လွတ်မယ်ထင်တာလားဒင်းကမလွတ်စရာဘူးကောင်လေးကတော့ပျော်နေချင်ပါဘောနော်ငါလွတ်ပြီဆိုပဲတာဝါထဲမှာလွတ်မယ်ထင်တာလားပြေးလေနာလေးစေစုပ်ပြီးတော့လုပ်ပေးလိုက်ပါဟာထုတ်ကြတာငါ့ကို3 cent နဲ့3 man နဲ့ဒီလောက်ချစ်ဖို့ကောင်းတဲ့မောင်မှန်လေးကိုမှမင်းတို့မလို့အားမနာနဲ့လိုက်လုပ်နေတာပါနောက်ဆုံးမှာတော့ကိုချောင်းလေးခွာခံလိုက်ရပါပြီရော့အမဓာတ်လိုက်ပြီးတေးလိုက်တော့သွားလဲစိတ်ဆိုးလို့လားဖင်မုတ်တွေတော့ကန်ခံနေရဟဲ့စိတ်ဆိုးရိုင်းနေသူပါတဲ့ကိုချောင်းလေးကတော့ကိုရလည်းစိတ်မဆိုးပါနဲ့ဂုတ်ခွာပေးမယ်လေကဲကြားတိုင်းကြိုက်ဘူးနော်ပွဲရလဲကြားနေဆိုတော့နောက်ပွဲလဲစော့ကျင်နေရဆိုတော့မြင်မြင်လေးစုံတက်လိုက်ကြရအောင်လုပ်ပါဟောဆန်းကလည်းတာဝါမြိတ်ပဲနဲ့လူမဲနေရဒီကောင်ကတော့အော်အရင်နဲ့အကြောင်းဆိုမီနီယန်နဲ့မရှိတော့ဘူးလုံးမီနီယန်မရှိလဲလို့ချမီနီယန်နဲ့မရှိလဲကျွန်တော်နဲ့ဆန်းနဲ့နှစ်ယောက်ထဲအောင်ဆင်ပြေတယ်သူကကိုခွဲလိုက်ကျွန်တော်က level 2 3လိုက်နဲ့တာဝါကတော့နောက်ဆုံးမှတော့တိုးသွားခဲ့ပါပြီဒီ glue ရဲ့ elite skin လေးကနေရောက်ကိုအခြေခံပြီးလုပ်ထားပဲဖြစ်ပါတယ်တောကောင်ကစူးကျွန်းတွေကလုံးဝအတက်ပဲကန်ရိုက်တဲ့အချိန်မှာစူးကျွန်းလေးကထင်းလို့ပေါ်နေတာအရန်ကြည့်လို့ကောင်းတယ်ကဲ gameplay video လေးရဲ့အမြဲတက်ဆက်ပတ်မမို့ channel လေးကို follow လေးနဲ့ကိုညီပေးကြပါအောင်ဗျနောက် video တွေမှာပြန်ဆုံကြမယ်နော်အားလုံးပဲပက